2026ကတခြားနှစ်တွေနဲ့မတူဘူးဒီနှစ်ကပဲဒီစိမ်းနဲ့ပတ်သက်ပြီးတော့ဝယ်လိုရှိတယ်အကြီးဆုံးခက်ခဲတစ်ခုကကျွန်တော်တို့မှာတကယ်ပေါ်နေတဲ့ပြဿနာတစ်ခုရှိတယ်ဒါပေမဲ့ဈေးကွက်ကအရင်ကောင်းတယ်ပဲဒီစိမ်းအဝယ်လိုက2030အထိကောင်းတယ်ဘယ်လိုမျိုးကင်ကြွယ်ရမလဲအလုံးမဲ့တိထားမယ်ချက်ကပါလဲဆိုတောင်သူရဲ့ 50% လုံးဝရောင်းရဒီနေ့3,500ဖြစ်တယ်မနက်ဖြန်3,200ဖြစ်မှာနောက်နေ့3,000အထိဖြစ်သွားမယ်9,000အထိဖြစ်သွားမယ်တခုမှဖြစ်သွားမယ်ဒါပေမဲ့50ခိုင်လုံးကျစ်နေတဲ့ဈေးနဲ့ရောင်းရတဲ့တောင်သူ50ခိုင်လုံးရှိတယ်အဲဒီတော့ကျွန်တော်တို့ပြောလိုက်တဲ့ဒီလက်ရှိ message တွေဆိုရင်က50ရာခိုင်နှုန်းသောတောင်သူတွေကိုပဲအကျိုးပြုတယ် Facebook page တွေရှိမယ် TikTok account တွေရှိမယ် follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျ